YouTube channel ကနေပဲပြန်ကြိုလိုက်ပါတယ်ဒီတစ်ခါရော share ပေးခြင်းတဲ့အရာတော့ရော America မှာပွဲရပြီးချင်းအဲ့လိုမျိုး Bank of America လိုမျိုး top company မှာဘယ်လိုမျိုးလုပ်ရခဲ့လဲဆိုတာလေးကိုပဲပြောပြပေးမှာဖြစ်ပါတယ်ရှင် Okay let's go အမှအောင်ဆုံးနံပါတ်1အရေးကြီးတာ resume ပေါ့နော် resume ကသူကဘယ်လောက်မှဖြစ်ကြပါမယ်ပထမအောင်ဆုံးပေါ့နော်အဲ့လိုမျိုးတချို့ဆိုလို့ရှိရင်တက်ပုံလေးထက်ကလိုက်တဲ့အဲ့လိုမျိုးမလုပ်ရဘူးပေါ့နော်လုံးဝ simple black and white ဖြစ်ကြမယ်ပြီးလို့ရှိရင်နောက်တစ်ခုကဘယ်လိုမျိုးလဲဆိုတော့ဒီလိုမျိုး bullet point ပါတာမဖြစ်ပေမဲ့ဒီလိုမျိုးတော့ dash အဲ့လိုမျိုးလေးကပါလို့ရှင်မရပါဘူးเนาะအဲ့လိုမျိုးလေးမထည့်ပါနဲ့ပြီးလို့ရှင်နောက်တစ်ခုကတော့သူများအရာကြတော့အဲ့လိုမျိုးကွာ exam အများရှိလို့ရှင်အရင်ထည့်ရင်ကြတယ်ထည့်ညာပြီးအဲ့လိုမျိုးသူများအဲ့လိုကြော်သွားတတ်တယ်ပေါ့နော်သူကဘယ်လိုလဲဆိုတော့ one page လုံးဝ one page ပဲဖြစ်ကြမှာပေါ့နော်ပြီးတော့နောက်တစ်ခုကအရေးကြီးဆုံးပါလဲဆိုတော့ဒီ resume မှာကိုလုပ်ခဲ့ experience နဲ့အဲ့ဒီသူတို့ရဲ့ job description နဲ့မှာဖော်ပြထားတဲ့အဲ့လို keyword လေးနဲ့ကနည်းနည်းလေးအဲ့လိုမျိုးကန့်ညီမှုရှိရမှာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ပထမဦးဆုံးအဆင့်မှာ resume ကသူက AI နဲ့ run တာပေါ့နော် AI နဲ့ run တာသူက human တွေလူရမကြည့်ပေါ့နော် AI နဲ့ run ပြီးတော့မှသူကလူကြီးရောက်တာပေါ့နော်အဲ့တော့ကိုက AI မဖတ်လို့မရအောင်ပေါ့နော် AI ကကြတော့သူနဲ့တူတဲ့လူမျိုးသူ job description မှာပါတယ်တူတဲ့အဲ့လို keyword လိုက်ရှာတာပေါ့လိုက်ရှာပြီးတော့အဲ့ဒီလိုက်ရှာလို့ရှိရင် resume က pass သွားတာပေါ့နော်အဲ့လိုမျိုးဆိုတော့အဲ့ဒါကတော့နံပါတ်1အချက်ပါနံပါတ်1ချက်ကတော့ resume ပါ okay resume ပြီးသွားပြီကိုကresume လိုက်တင်ပြပါဆိုလို့ရှိရင်เนาะပထမဦးဆုံးကုမ္ပဏီကကိုဘာပို့လာမလဲဆိုတော့ video interview ပါ video interview ဆိုတာဘယ်လိုမျိုးလဲဆိုတော့သူကဒီ email ပို့လာပြီးတော့အဲ့ဒီမှာ link ပေးရပေါ့နော်အဲ့ဒီ link ကိုနှိပ်ပြီးတော့ကိုဟာကို record လုပ်ပြီးတော့အဲ့ဒီ group ပေးထားတဲ့မိကွန်းလေးတွေကိုဖြည့်ရပါတော့သူတို့ကဘယ်လိုမျိုးမိကွန်းလေးမေးလေးမေးထားရှိလဲဆိုတော့အဲ့လိုမျိုး behavior မိကွန်းလေးပဲပေါ့နော်ဥပမာfor example tell me a time you solve a conflict in a group ပြောချင်တာနင်ဒီ group မှာနင်ဖြစ်နေတဲ့ပြဿနာတစ်ခုနေဖြေရှင်းခဲ့တဲ့အကြောင်းကိုပြောပြပေးပါမယ်နော်အဲ့လိုဟာမျိုးလေးတွေပဲသူကမေးလေးမေးထားရှိပါတော့ usually အဖြစ် question တွေကလည်းအဲ့လိုမျိုး 4 to 7 question လောက်ပဲရှိရပါတော့အဲ့ဒီဟာကိုrecord လုပ်ပြီးတော့ကိုကအဲ့ဒီ video အဲ့ဒီ laptop နဲ့ပေါ့နော် video ရိုက်ပြီးတော့ကိုပြောပြီးတော့click နှိပ်ပြီးတော့ submit လုပ်ရတယ်ပေါ့နော် okay အဲ့ဒါလည်းပြီးသွားပြီအဲ့ဒါလည်းပြီးတော့ကိုက pass ပဲသွားပြီလွယ်ပဲလေပေါ့နော် pass သွားပြီဆိုလို့ရှိရင်ဒုတိယတစ်ခုကကြတော့ဘာလဲဆိုတော့phone interview อ่ะ phone interview ဆိုတာဘယ်သူနဲ့လဲဆိုတော့အခုမှတကယ်လူအဆင့်မပြောရဘူးပေါ့နော်အဲ့ဒါဘာလဲဆိုတော့phone interview ဘယ်လိုခေါ်လဲဆိုတော့ဒီမှာကျ screening interview လို့ခေါ်ကြပါတော့ screening call ပေါ့ screening call with HR လို့ခေါ်ကြပါတော့ပြောချင်တာကတော့သူက HR ကလူနဲ့သူကဖုန်းကိုယ်တိုင်ပြောရတာပေါ့နော်ပြောပြီးတော့သူကဖုန်းခေါ်လာတယ် basically သူကမေးမယ်ဒီကိုယ့်ရဲ့ resume အကြောင်းပေါ့နော်သိရမလား can you walk through your resume ကနင် resume အကြောင်းပြောပြပေးပါလားအဲ့လို question လေးတစ်ခုနှစ်ခုပါမယ်ပြီးလို့ရှိရင်နောက်ပိုင်းဟာကြတော့သူကဒီအလုပ်ပေါ့နော်အလုပ်နဲ့ပတ်သက်တဲ့အစားပြောချင်တာကနင်ဒီ position လျှောက်တဲ့ location မှာရှိနေလားတကယ် location မှာမရှိလို့ရှိရင်ရောနင်ငါတို့ဒီအလုပ်လုပ်မဲ့ location ကိုပြောင်းလာနိုင်ရဲ့လားပြီးရင်ဒီအလုပ်တွေရောတကယ်လုပ်နိုင်ရဲ့လားဆိုတော့တကယ်interview မလာခင်မှာသူက HR ဖုန်းဆက်ပြီးတော့ကို interview နည်းနည်း view ရပေါ့နော် like ပထမ question တစ်ခုသုံးခု interview ပြီးတော့ကိုယ့်ဟာကိုတေချာအောင်မေးတာပေါ့တိ okay အဲ့ဒါနဲ့အဲ့လိုလဲ pass သွားပြီဆိုလို့ရှိရင်နောက်တစ်ခုက first interview ပေါ့နော်ဒါတော့လူနဲ့တကယ်ကို in person ဒီရုံးမှာသွားပြီးတော့ပေါ့နော် you know ကကြာတော့ရုံး bank မှာသွားပြီးတော့တွေ့ရတဲ့ဟာမျိုးပေါ့နော်အဲ့လိုမျိုးသူကinterview ဖိတ်တယ်ပေါ့နော် interview ဖိတ်တဲ့အချိန်မှာကိုအဆင်ပြေရဲ့ကိုရွေးပြီးတော့ပြီးရှင်သူတို့နဲ့တော့တွေ့ပြီးတော့အနည်းဆုံး like 30 minutes လောက်တော့ကြာတယ်ပေါ့နော်အဓိက interview မှာမေးတဲ့ question တွေကတော့လုံးဝအဲ့လိုမျိုးtechnical question တော့တိတ်မပါဘူးပေါ့နော်အဲ့လိုမျိုးbehavior question တွေပဲပေါ့နော်ဥမာနင်တာဘာကြောင့်ဒီလိုလုပ်တာလဲနင်ဘာကိုဘယ်လိုတွေးလဲအဲ့လိုမျိုးပေါ့နော်ဒါပေမဲ့ယွန်းတော့ကကြတော့ယွန်းကအဲ့ interview ရဲ့မှာ role play လေးတေးလေး interview ကမေးရပေါ့နော်အကြောင်းလဲဆိုတော့ interest rate အကြောင်းပေါ့နော်အတိုးနှုန်းအကြောင်းမေးရပေါ့နော်ဖြစ်ရှင်တော့ယုံကလည်းဒီ interest rate အကြောင်းကယုံကနည်းနည်းနားလည်ထားတာဖြစ်တဲ့အတွက်ယုံကတေချာလေးဖြေနိုင်ခဲ့ပေါ့နော်အဲ့ဒါနဲ့အဲ့ဒီ manager ကအရန်ကိုသဘောကျပေါ့နော်အဲ့ဒီကလေးကသဘောကျပြီးတော့ပြီးတော့ယွန်းအိမ်ပြန်လာပြီးတော့ဒါပေမဲ့အမှန်တိုင်းပြောမှဆိုလို့ရှိရင်လေနှစ်ပတ်လောက်အထိ तू ကယွန်းဘာမှပြန်မပြော
အဲ့တော့အဲ့ချိန်မှာတချို့လူကဘာလို့ကြောက်လဲဆိုပေါ့နော်ဒီတိုင်းပဲမေးလိုက်ပေါ့အဲ့လိုမျိုးမဟုတ်ဘဲနဲ့ तू ကအင်တာဗျူးပြီးချင်းမှာလောက်ရမယ်အဆင့်လေးရပါတော့အင်တာဗျူးပြီးချင်းမှာ thank you letter အရင်ပို့ရပါတော့ thank you letter ပို့ပြီးလို့ရှိရင်ပြီးလို့ရှိရင်ဒီ interview အဲ့ interviewer ကိုဘာမှဖြစ်ခြင်းတပတ်တစ်ခါလောက်ပဲဖြစ်ပေါ့နော်တည်ရမလားအဲ့လိုမျိုးဒီ follow up email လုပ်ရရပါတော့ follow up email မလုပ်လို့ရှိရင် तू ကတစ်ခါကြလို့ရှိရင် तू လည်းသူ့ကိစ္စနဲ့ तू ဆိုလေတစ်ချက်ချက်လိုမျိုးရှုပ်သွားမေ့သွားရတာမှရှိလို့ delay ဖြစ်သွားရပေါ့နော်အဲ့လိုဒါမှမဟုတ်ကိုကိုလည်းကြိုက်တယ်နော်ဒုတိယလူလည်းကြိုက်တယ်ဒါပေမဲ့ဒုတိယလူကပို့ပြီးတော့ follow up လုပ်လာဆိုလို့ရှိရင်ဘာတော့မဟုတ်ဘူးဒုတိယလူပို့ပြီးအခွင့်အရေးပေးလိုက်တာမျိုးဖြစ်ဘူးရပေါ့နော်မြင်ဘူးရပေါ့မှာလဲဆိုတော့အဲ့တော့ဒါပြီး interview ပြရတယ်တော့ follow up လုပ်ကြရပေါ့နော် follow up လုပ်ပြီးလို့ရှိရင်ရောတော့အကြောင်း follow လုပ်ပြီးတော့ तू ဖုန်းဆက်လာပေါ့နော် तू ဘာဖြစ်ဆိုတော့ तू bank email ရလို့အပြင် email ကိုပဲပြန်လို့မရဘူးပေါ့နော် तू ရလို့ specific အဲ့လိုမျိုးသူတို့ policy ရှိရဖြစ်တဲ့အတွက် तू ကဖုန်းမခေါ်လာပြီပေါ့နော်ဖုန်းခေါ်လာပြီးတော့ဒီရုံးကနောက်ဆုံးတစ်ဆင့်ကြံသေးရဆိုအကြောင်းပြောရပေါ့နော်နောက်ဆုံးအဆင့်ကတော့အဲ့လို manager မဟုတ်ဘဲနဲ့တကယ်ဥမာ manager ကိုပြန်ပြီးအုပ်ချုပ်တဲ့ region တစ်ခုလုံးအုပ်ချုပ်တယ်ပေါ့နော်ဥမာနားလည်ပြောမှဆိုလို့ရှိရင်ရုံးကအဲ့ဟောတော့အရာဆောင်စည်း area မှာလောက်တာဖြစ်တဲ့ဒီ San Francisco ဆောင်စည်းတစ်ခုလုံးကိုအုပ်ချုပ်တဲ့အဲ့ဒီရဲ့ market leader နဲ့ market leader လို့ခေါ်ကြပါပေါ့နော် regional manager ပုံစံမျိုးပေါ့အဲ့လိုမျိုးလူနဲ့တွေ့ပြီးတော့ဒါဆိုတော့သူ့ရဲ့ market ထဲကိုခေါ်မှဖြစ်တယ်သူနဲ့လည်းကိုကသူစိတ်ကြိုက်လေဖြစ်ဖို့လွယ်ပေါ့နော်သူနဲ့လည်းကိုကတွေ့ရမယ်ပေါ့နော်ဆိုတော့အဲ့ဒီနောက်ဆုံးသူနဲ့ပေါ့နော်တွေ့ရပေါ့နော်တွေ့ရအချိန်မှာဘာဖြစ်လဲရုံးကအဲ့ခါလဲတော့ it's just very conversation လိုမျိုးပဲဘာမှအဲ့လိုမျိုးတိတ်မမေးဘူးပေါ့နော်ဘာလို့လဲဆိုတော့ယွန်းထင်တာတော့ယွန်းကဒီတတိယ interview မှာရ manager ယွန်းတော်တော်လေးကိုသဘောကျတယ်လို့ယွန်းခံစားရပေါ့နော်အဲ့တော့ဒီ stutter ဒီနောက်ဆုံးဟို final လူနဲ့တွေ့တဲ့အချိန်မှာလဲသူက already ကြိုက်နေပြီသားဖြစ်တဲ့အတွက် तू ကစပြီးတော့ office ကိုစဝင်ကြတဲ့က तू ကနင့်ကို तू ကအရင်သဘောကျရပြောတယ်ဆိုအဲ့လိုမျိုး तू ကစလာပါပြီးတော့နောက်တစ်ခုကဘာလဲဆိုတော့ဒီ interviewer နဲ့စကားပြောတဲ့အချိန်မှာပေါ့နော်ဒါရုံးရဲ့ personal experience က तू ကgenuinely အဲ့လိုမျိုးစကား connection ရှာရမှာပေါ့နော်ဥမာရုံးနဲ့နောက်ဆုံးပြောခဲ့နောက်ဆုံး interview ခဲ့တဲ့သူဆိုလို့ရှိရင် interviewer ဆိုလို့ရှိရင်ပေါ့နော်သူကအစားတော့အရင်စားတာကြိုက်တယ်ပေါ့နော်သူနဲ့စကားပြောကြည့်လိုက်တဲ့အချိန်မှာပြောအဲ့လိုမျိုးသူအဲ့လိုဂျပန်အစားဆိုင်လဲကြိုက်တယ်တရုတ်အစားဆိုင်လဲကြိုက်တယ်ပေါ့နော်သူကအဲ့လိုသူ့ partner နဲ့အဲ့လိုမျိုးသူလုပ်ပေးရတယ်ဆိုရှောက်စားလေးစားတာရှိတယ်ပေါ့နော်ဖြစ်ရှင်တော့ယွန်းကအဲ့တော့ကဂျပန်ဆိုင်မှာလုပ်နေတာပေါ့နော်ဂျပန်ဆိုင်မှာလုပ်နေတာဖြစ်တဲ့ယွန်းကသူ့ဟုတ်လားဒါဆိုလို့ရှိရင်ငါလည်းဂျပန်ဆိုင်မှာကျောင်းတက်တော့ကလုပ်နေတာပေါ့နော်အဲ့ဒါနင်းအဲ့ဆိုင်ကိုရောက်သေးလားပေါ့ဆိုပြီးတော့ယွန်းကအဲ့လိုမျိုးစကားအဲ့လိုပြောရင်းနဲ့အဓိကတော့လည်းအရင် nice စားလဲပါတယ်ပြီးတော့ကိုရဲ့ရုံးပြောတဲ့ပုံစံနဲ့သူပြောတဲ့ပုံစံအရင် clip ဖြစ်သွားတဲ့အချိန်မှာ interview တစ်ခုလုံးအမှန်တမ်းပြောရင်တခြားဘာမှမပြောဘဲနဲ့ it just အစားတောက်ကြောင်းပဲပြောပြီးွားပါတည်လားပြီးွားပြီးတော့သူကရုံးကိုဒီနောက်ဆုံးနှုတ်ဆက်တဲ့အချိန်မှာသူကရုံးအဲ့လိုမျိုး verbal offer လိုမျိုးပေးလိုက်တာပေါ့နော်ဥမာပြောချင်တာနင့်ကိုငါအရင်နဲ့ကြိုက်တယ်ပြီးတော့ချားမနေကြရတဲ့သဘောကျရဲအဲ့တော့နင်အော်ရဖို့ကတော့တေချာပေါ့နော်ငါဘက်ကတော့လုံးဝတေချာရဲငါ HR ကိုလည်း email ပို့လိုက်မယ်ပေါ့နော်ဒီ HR ဖုန်းဆက်တာကိုပဲနေစောင်းလိုက်ပေါ့သူကအဲ့လိုပဲပြောပေါ့အဲ့ဒီအချိန်မှာရုံးကစိတ်ကဟာဆိုလို့အရင်ပြောသွားပါတော့အဲ့ဗီဒီယိုလေးရထည့်ပေးမယ်ရုံးဗီဒီယိုလေးရှိတယ်။ရောအခုပဲ Bank of America နဲ့ final interview ပြရပါတော့။သူကတော့အရင်အစီပြေလို့ပြောမှာသူက yes လို့ပြောရတယ်ဒါပေမဲ့ရမလားမရလားမသိရရင်တော့အရင်ပြုံမိမှာပဲ။ဒါပေမဲ့ဒီဟာရုံးရဲ့ပထမတစ်ချက်ဆိုတဲ့ဒါနောက်ဆုံး interview ပေါ့ဆိုတော့ well I would say fourth interview ဖြစ်မှာပေါ့နော်သူကရုံးတော့အရင်ကြိုက်တယ်လို့ပြောရပဲအစဉ်ပြေမယ်လို့ထင်တာပဲဒါပေမဲ့တဲ့တာပူဒါပြနောက်နှစ်ဖက်နေလို့ရှင် offer လာတာရောက်မယ်ဆိုတော့ let's go အကြည့်ပြတာတာအဲ့လိုလဲပြီးလဲပြောရအောင် okay interview လဲပြောရပြီကိုက offer တော့သူကတော့ကိုပြောလိုက်တယ်ဒါပေမဲ့ HR ပို့လာမလားမပို့လာမလားမသိသေးဘူးအဲ့လိုမျိုးအချိန်နေမှာကြာနည်းနည်းတော့စိတ်လှုပ်ရှားဒါပေမဲ့တပတ်လောက်ကြော်လဲနေရောဒီယွန်းကို
Bank of America HR ဖုန်းဆက်လာပါတော့ဖုန်းဆက်လာပြီးတော့အတိကတော့ဒီဒီ offer ပေါ့နော် offer မှာတနားရီဘယ်လောက်ပေးမယ်ဒါအဲ့လိုဒါမှမဟုတ်ရှင်ရုံ annually ဘယ်လောက်ပေးမယ်ပြီးရင်ဘယ်လို benefit တွေရလဲဥပမာ health insurance နေအဲ့လိုမျိုးဒီနောက်တစ်ခုအဲ့လိုမျိုးဒီ restricted stock တွေအဲ့လိုပုံစံမျိုးပေါ့နော်အဲ့ဒါအကောင်ဒီ input နောက်တစ်ခါ employee benefit ပေါ့နော်အဲ့အကောင်လုံးရုံရှင်းပြပေါ့နော်တေချာရှင်းပြပြီးတော့ဒီဟောင်းနေအဆင်ပြေလားဒီပုံစံနဲ့ဒီလိုပုံစံဒီသူတို့ဖော်ပြထားတဲ့အရာကြီးနဲ့အဆင်ပြေလားလက်ခံလားပေါ့နော်လက်ခံလားဆိုလို့ရှိရင်လက်ခံနေဆိုလို့ရှိရင်သူ offer ပို့ပေးမယ်အဲ့ဒါကိုနေဆိုင်ထိုးပေးပါတေချာဖတ်ကြည့်ဆိုင်ထိုးပေးပါပေါ့နော်အဲ့လိုမျိုးချင်းမှာရုံကလည်းအော် okay ရုံကလည်းအစားကပထမအောင်ဆုံးအလုပ်ဖြစ်မှာဖြစ်တဲ့အတွက်ရုံကတိတ်ပြီးတော့လည်းဘာမှလည်းအဲ့လိုအဲ့လိုမျိုးမငင်းရင်ဟွာတည်အမလားလိုက်ဘာမှလည်းမပြောချင်ဟွာဘာလို့ဆိုတော့ပထမအောင်ဆုံးအလုပ်ဖြစ်မှာဖြစ်လို့ငါအရာအားလုံးငါလွတ်နိုင်တယ်ဟွာတည်အမလားအဲ့လိုပုံစံမျိုးနဲ့contract ကိုတေချာဖတ်လိုက်တယ်ဖတ်ပြီးတော့ရုံဆိုင်ထိုးရပေါ့နော်ဆိုင်ထိုးပြီးတော့အဲ့ဒါလည်းပြီးအောင်သူရုံအဲ့ contract မှာရတော့ဘာလို့ပါလာလဲဆိုတော့ဒီအလုပ်တင်နေဆင်းရမယ်ဆိုတော့ဘယ် location မှာဆင်းတခါရပါပြီးတာပေါ့နော်ပါပြီးတာဖြစ်တဲ့အတွက်အဲ့ဒီအချိန်မှာအဲ့ဒါပြီးအောင်နောက်ဆုံးတစ်ဆင့်အလုံးမလုပ်ခင်နောက်ဆုံးတစ်ဆင့်ကရုံ background check ပေါ့ background check တယ်ဆိုတာကဒီရုံ resume မှာပြောထားတဲ့ဟာတွေနဲ့ရုံတကယ်လုပ်ခဲ့တာလားပေါ့နော်ဒီအမလားဘာလို့ဆိုတော့သူကလို့ဖုန်းတွေလည်းခေါ်တာမဟုတ်ပါဘူးဒါပေမဲ့သူတို့အဲ့လိုမျိုး service တစ်ခုရှိအဲ့လိုသွားပြီးတော့ fingerprint တွေ background check တာတွေသူတို့လိုမျိုးလုပ်လိုက်လို့ရှိရင်ရုံရဲ့ fingerprint တွေပါတယ်ယူထားပါဆိုတော့ဖန်မှာလုပ်တာဖြစ်တဲ့အတွက်အရန်ဟိုရုံတော့ဘယ်လိုပြောရမလဲဒီသူတို့ရဲ့ဒီ policy ဟာတေချာလို့လိုက်နာရပေါ့နော်အဲ့လိုတစ်ခုမှအမှားခံမရဘူးပေါ့နော်ဖြစ်တဲ့အတွက်သူ background check တွေလိုက်လုပ်တယ် okay background check လည်း pass ပြီးရုံ fingerprint နဲ့သူတို့ရပြီဆိုတဲ့ခါကျတော့မှအဲ့ကြလို့ရှိရင်သူတို့အစိမ့်မှတ်လေးပြရပေါ့နော်စိမ့်မှတ်လေးပြပြီးလို့ရှိရင် email ပို့လိုက်ပေါ့နော်အော်ည clear ဖြစ်သွားပြီပေါ့နော်ဒီအလုပ်ပထမဆုံးလာမင်းနေကိုပဲဟိုဆောင်ပေါ့နော်အဲ့ဒီပထမဆုံးနေ့ factory မှာအဆင်ပြေပါသူဆူတောင်းပေးရမှာတော့ HR လို့ပို့လိုက်ပေါ့နော်အပို့လာပြီးတော့အားနေပဲနောက်ည average timeline ကနောက်တစ်လလောက်လည်းနေနေရောရုံအလုပ်လိုက်ပေါ့နော်အဲ့တော့ဒီ process တစ်ခုလုံးကိုပြောရမယ်ဆိုလို့ရှိရင်သူကဘယ်လောက်ကြာလဲဆိုတော့အနည်းဆုံး3လကြာတယ်ပေါ့နော်ဒါက normal ပဲကွာဒီလားဆိုတော့ရိုးတော့ကကြောက်ရမတိရဲကွာတာလေရမတိခဲ့ရကြောင်းပြီးမှအလုပ်စလျှောက်တာပေါ့နော်ဥပမာပြောမယ်ဆိုလို့ရှိရင်ကြောင်းရ9လပိုင်းပြည့်ဆိုလို့ရှိရင်ဒီ6လပိုင်းမှာစလျှောက်ဟုတ်တယ်6လ9လပိုင်းမှာကြောင်းပြီးရ6လပိုင်းမှာစလျှောက်တယ်6လပိုင်းမှာစလျှောက်ပြီးတော့မှဒီ9လပိုင်းမှာရုံဒီ interview process တွေအကုန်လုပ်တယ်မှာလုပ်ပြီးတော့ဒီ9လပိုင်းလောက်ဝက်လောက်မှာရုံ offer ရနေပြီအကုန်ပြီးသွားပြီပေါ့နော်ပြီးသွားပြီးတော့အလုပ်လုပ်ဖို့ရုံ9လပိုင်းနေစောင့်ရတယ်ပေါ့နော်တည်တာအဲ့လိုပုံစံမျိုးအဲ့တော့ပြောချင်တာကဒီ timeline တစ်ခုလုံးကမကြောက်စွန်အောင်မှာသူက3လကြာတယ်ပေါ့နော်အဲ့အပြင်နောက်တစ်ခုကဘာလဲဆိုတော့ယွန်းအခုကြည့်နေရပေါ့နော်ကျောင်းသားသူလည်းရှိမယ်ပေါ့နော်အလုပ်အခုလက်ရှိရှာနေသူလည်းရှိမယ်ပေါ့နော်အဲ့လိုရောမှာချင်တာအရာအားလုံးကြိုလို့ရမယ်ပေါ့နော်ကြိုလို့ရမယ်ဆိုတာအဲ့လိုမျိုးဒါယွန်းရဲ့အတွေ့အကြုံပါပေါ့နော်ယွန်းကကြောင်းပြီးမှအလုပ်လျှောက်ခဲ့တဲ့သူဖြစ်တဲ့အတွက်ယွန်းအချိန်အဝိစ်တယ်ပေါ့နော်သူများ6လပိုင်းတော့မှအလုပ်ရနေပြီကွာတည်အမလားအဲ့မှာကိုကကြတော့ဘာလို့ဘာကမှမသိကွာတည်အမလားဘာလို့ဆိုတော့ပြောပြမယ်သူလည်းမရှိရတော့ပေါ့နော်ဆိုတော့ဘာမှလည်းဘာလို့ဘာမှလည်းမသိဘူးဆိုတော့အဲ့လိုမျိုးဖြစ်ခဲ့ရဆိုတော့ယွန်းကအခုကြည့်နေသူတွေမှာအခုအလုပ်ရှာနေသူဆိုလို့ရှိရင်ကြိုပြီးတော့လုပ်ပေါ့နော်ကိုကဒီကိုကနောက်3လလောက်မှာအလုပ်ရနေတယ်ဆိုလို့ရှိရင်အခုတည်းကလုပ်ရမှာပေါ့နော်အဲ့လိုမျိုးပေါ့အဲ့တော့ဒီနေ့ရောဒါကရုံရဲ့ knowledge sharing section ပေါ့နော်ရုံအမေရိကမှာအကြောင်းပြချင်းဒီလို top company မှာပေါ့နော်ဘယ်လိုအလုပ်ရခဲ့လဲဆိုတဲ့အကြောင်းလေးကိုပြောပြပေးရဖြစ်ပါတယ်ရှင်အားလုံးပဲတခြားသိနေတာရှိလို့ရှိရင်လည်းရုံ comment မှာရေးပြလို့ရတယ်ပေါ့နော်အားလုံးပဲကြည့်ပြလို့ချစ်တင်ပါတယ်ရှင်ရုံနဲ့နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော် bye bye I love you guys